ခေါင်းဆောင်ဆိုတာယုံကြည်ခြင်းနဲ့ကိုယ်တိုင်မတ်တရရတာဖြစ်တယ်ဟာလေလုယာဒီမှာတချို့တော့သူတွေကခေါင်းဆောင်ယူကြတယ်ဟာငါခေါင်းဆောင်ငါခေါင်းဆောင်ဒီနေ့ခေါင်းဆောင်ဆိုတာခေါင်းခံရတယ်ညီကိုမောင်နှမတို့အာမင်ကျမကလွတ်မြောက်ဖွယ်တဲ့ငါတို့ကယုံကြည်ခြင်းကိုမျိုးစစ်ချရတော့မယ်လို့ပြောတဲ့အခါမှာကျမအရင်ဝန်ခံတယ်ကျမတို့ zoom meeting ခေါ်တယ်ကျမယုံကြည်ခြင်းနဲ့faith promise တောင်းထည့်မယ်ကျန်တဲ့သူတွေဘယ်လိုထည့်ကြမလဲ90ပဲထည့်မလား$9ပဲထည့်မလား100ပဲထည့်မလား I don't care ယုံကြည်ခြင်းမျိုးစိတ်ကိုထည့်ရအောင်လို့ပြောတဲ့အခါမှာဂျေဇုတော်ကြောင့်1000ကျော်ထက်လာတယ်ရွှေဆွဲကြိုးလေးပါလာကြတယ်ဟာလေလုယာအဲ့တော့ဖခင်သခင်ကမရှိတဲ့အရာကိုရှိစေတယ်ဖြစ်တယ်ဟာလေလုယာကျမတို့0 budgetဒီ conference လုပ်တဲ့အခါမှာ0 budget နဲ့ကျမတို့စတယ်ဒါပေမဲ့ယုံကြည်ခြင်းကိုအိမ်ပြီးအိမ်ထုတ်သုံးလိုက်တဲ့အခါမှာအများကြီးပိုရှံသွားတာဖြစ်တယ်ဟာလေလုယာအဲ့ဒီပိုရှံခြင်းထဲမှာကြွားဖို့မဟုတ်ပါဘူးလူတွေလွတ်မြောက်တဲ့အရာတွေကျမတို့ဝမ်းမြောက်ပြီးမျက်ရည်ကျခဲ့ရတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျမတို့ဘုရားကိုယုံတဲ့အခါမှာလက်တွေ့ယုံဖို့လိုတာဖြစ်တယ်ယုံကြည်တဲ့ကိုတော်ယေရှုမှမွဲ့ဆိုယုံတတ်နဲ့မဟုတ်ဘဲနဲ့လက်တွေ့ခြေလမ်းလန့်ရဖို့လိုတာဖြစ်တယ်ယုံကြည်တဲ့အခါမှာအဲ့ဒီဂျေဇုတော်ကတခြင်းဆိုလို့ကောင်းရုံပဲမဟုတ်ဘူးခုနကကျမတို့ဗာလဲကျမတို့ဆိုတော့ဂျေဇုတော်တခြင်းကျွန်ုပ်တဲ့အတွက်အသက်ပေးသူကျွန်ုပ်အပြစ်တွေကိုစားထမ်းရွက်လေသူအရန်ဆိုလို့ကောင်းတယ်အဲ့တခြင်းကဆိုတဲ့ခါတိုင်းမှာအရန်ပျော်တယ်ဒါမဲ့တကယ်ဘုရားသခင်ရဲ့ဂျေဇုတော်ကိုယုံကြည်လက်ခံတယ်ဆိုရင်ခြေလန်းလန်းရဲရတယ်လမ်းတဲ့အခါမှာပင်လယ်နှချမ်းကွဲလာတာဖြစ်တယ်ဟာလေလုယာကျမတို့အထက်မှာရှိတဲ့ရေတွေကစပစ်ရေအကုန်ပြောင်းသွားတာဖြစ်တယ်အနုလက္ခဏာတွေအကုန်လုံးက positive ပြောင်းသွားတာဖြစ်တယ်အခြေအနေအားလုံးကပြောင်းလဲသွားတာဖြစ်တယ်မဖြစ်နိုင်တဲ့အရာတွေကဖြစ်နိုင်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါကျမတို့ဘုရားရဲ့ဂျေဇုတော်ကိုယုံကြည်ခြင်းနဲ့သိမ်းပိုက်တာဖြစ်တယ်ဟာလေလုယာထာဝရဘုရားသည်မိမိကျွန်တို့၏အသက်ဝိညာဉ်ကိုရွေးနှုတ်တော်မူသည်ဖြစ်၍ကိုရောကိုခိုးလုံသောသူတို့ဆုံးတယောက်မြအပြစ်စီရင်ခြင်းကိုမခံရအာမင်ဟာလေလုယာဘုရားကိုယုံကြည်တဲ့သူဟာစီရင်ခြင်းနဲ့လွတ်ပါတယ်ညီကောင်မောင်နှမတို့ကျမတို့ကစီရင်တဲ့အရာတွေနဲ့အလုပ်ပို့ရှုပ်ဖို့မဟုတ်ဘူးကျမတို့စီရင်တဲ့အရာတွေအသုံးပြုလိုက်မယ်ဆိုရင်ကျမတို့ရဲ့ယုံကြည်ခြင်းတွေပျောက်ပြဲသွားမယ်ပျက်စီးသွားမယ်ကျမတို့တည်ဆောက်နေတဲ့လေထုကပျက်စီးသွားမှာဖြစ်တယ်။ဘာဖြစ်လို့လဲ။ကျမတို့ကိုဘုရားသခင်ပြောတယ်နှုတ်ထဲမှာတေခြင်းနဲ့ရှင်ခြင်းကိုအစိုးရတဲ့တကူဘုရားသခင်ပေးတယ်လို့ပြောတယ်။အဲ့တော့ကျမတို့ကရှင်လာတဲ့တကူကိုကျမတို့မြင်တွေ့ခြင်းနဲ့ဆိုရင် positive ကိုပြောရမှာဖြစ်တယ်။ hallelujah ဘုရားသခင်ကောင်းချီးပေးမယ်။ဘုရားသခင်ကြွယ်ဝစေမယ်။အော်ဒီလူကအခြေအနေမမှန်ဘူး။ဒါပေမဲ့ဘုရားသခင်ပြုပြင်ပေးမယ်။ hallelujah ဒီအခြေအနေကတိတ်ဆိုးနေတိတ်မကောက်ဒါပေမဲ့ဘုရားသခင်ပြုပြင်ပေးလိမ့်မယ်။ hallelujah ဒီမှာလူတွေနေတယ်ဘုရားသခင် mega church ဖြစ်လာစေမယ်။ hallelujah ကျမတို့ prophesy လုပ်ဖို့လိုတာဖြစ်တယ်။ prophet ပြုဖို့လိုတာဖြစ်တယ်။ကိုမိသားစုကို prophet ပြုရအောင် hallelujah ကိုရဲ့အသက်တာကို prophet ပြုရအောင်ကိုအစွမ်းစားကြောင့်မဟုတ်ဘူး။ကျမယုံကြည်တဲ့ရှင်တော်ဝိညာဉ်တော်ဘုရားဟာကျမတို့ကိုးကွယ်တဲ့ဘုရားဖြစ်တယ်။ तू ကသစ္စာမပြတ်တော့ဘုရားသခင်ဖြစ်တယ်။ तू ကဂယုဏနဲ့ပြည့်စုံတော့ဘုရားသခင်ဖြစ်တယ်။ तू ကအမြဲတမ်းကျမတို့ကိုခြေလမ်းတိုင်းမှာစောင့်ရှောက်ပေးတော့ဘုရားသခင်ဖြစ်တယ်။ hallelujah ကျမတို့ရဲ့ background ကိုကြည့်တဲ့ဘုရားမဟုတ်ဘူး။ဒါပေမဲ့နောင်တရတဲ့ခါမှာနှလုံးကြေကွဲတဲ့သူနဲ့နီးတယ်လို့ပြောတာဖြစ်တယ်။ကျမနဲ့ဘုရားခင်အနီးဆုံးဖြစ်တယ်လို့ကျမဝန်ခံတယ်။ hallelujah ဘာဖြစ်လို့လဲကျမတို့ကချိန်မွခဲ့တဲ့သူတွေဖြစ်တယ်။တစ်ချိန်တစ်ခါတော့ပျက်စီးယိုယွင်းခဲ့ပြီလို့ခံစားခဲ့ရတဲ့သူဖြစ်တယ်။တစ်ချိန်တစ်ခါတော့လူလောကထဲမှာအသက်မရှင်ရှင်လောက်အောင်တခါတည်းလူတွေနဲ့တွေ့ရင်အငွေ့ပြင်ချင်လောက်အောင်ကျမတို့ရဲ့အရန်အားငယ်ခဲ့ဘူးတာဖြစ်တယ်။ဒါပေမဲ့အဲ့လိုမျိုးကိုနှိမ်ချခြင်းနေတဲ့ကိုဘဝကိုပြန်သိပြီးတော့ကိုရဲ့အရှိကိုရှိတဲ့ဘုရားရှိမှပြန်လာတဲ့အခါမှာဘုရားသခင်ကလူတစ်ကိုဖြစ်စေတာဖြစ်တယ်။အသက်တော်အသက်တာကိုဖြစ်စေတာဖြစ်တယ်။ hallelujah we are new creature amen hallelujah ကျမတို့ကအသက်ဖန်ဆင်းတော့တတ်တော်ဖြစ်သွားတာဖြစ်တယ်။ hallelujah